ကျွန်တော်မှသားတယောက်သမီးတယောက်ရှိပါတယ်ကျွန်တော်သားနဲ့သမီးကိုလည်းကျွန်တော်ပြောပါသားတို့သမီးတို့မင်းတို့10 တန်းမအောင်သေးရင်တော့ရည်စားမထားနဲ့အဲ့ဒီကိစ္စစိတ်ဝင်စားနဲ့သူတို့ကလည်းမဝင်စားပါဘူးသူတို့ရခြင်းနဲ့ဂုံတုတွေနဲ့သူတို့ရောက်ချင်တဲ့ကသူကိုတက်ရဖို့တစားစားနဲ့စ조사ပါတယ်သူတို့အောင်ရပါတယ်သူတို့ကျင်နိုင်လေရကြပါတယ်တက်ကသူရောက်တာတောင်မှ2 နှစ်လောက်ရှိပြီဒီကောင်နေရည်စားထားဖို့မေ့နေတယ်ကျွန်တော်ကသတိပေးရသေးသမီးလေးရည်စားထားရင်ထားလို့ရပြီနော်ဟုတ်တယ်ဗျကျွန်တော်ပြောချင်တာကအချိန်မကြခင်မလုပ်နဲ့လို့ပြောချင်တယ်သူ့ချိန်ကြတော့မင်းအတိလည်းရင့်လာပြီကျွေးတဲ့ခြေတက်လာပြီဟို10 တန်းမှမောင်သေးပဲနဲ့မင်းအဲ့ဒါဝင်စားရင်10 တန်းအောင်မှမဟုတ်တော့ဘူးမင်းဘဝလေလော်ရင်တက်ကျိုးသွားတော့မှာပေါ့ခုတိခုလက်မှာဘာမှအဖတ်ဆယ်လို့ရမှာမဟုတ်တော့ဘူးအဲ့ဒါကိုပြောချင်တာပါအဲ့တော့ကျွန်တော်ကိုယ်တိုင်ကြတော့အဲ့လိုသတိပေးမယ်လို့မရှိတော့ကျွန်တော်10 တန်းကျောင်းသားမှာကျွန်တော်ဖတ်တဲ့အချစ်ဝတ္ထုလေးတစ်ပုဒ်ကြောင့်5 ပါးမှောက်ဖူးပါတယ်ဝတ္ထုတွေကဖတ်နေရင်ကောင်ကလေးကဇက်လိုက်ကောင်ကလေးက10 တန်းကျောင်းသားတဲ့ဩကောင်းတာပေါ့ဟဲ့ငါလည်း10 တန်းမဲကွဝတ္ထုဖတ်ရင်းနဲ့မိတ်ဆက်နေရသေးဆက်ဖတ်တော့သူ့အမေကမုတ်ဆိုးမှာဟာပူတော်ကောင်းသေးကွာဟဲ့ငါအမေလည်းမုတ်ဆိုးမှာပဲကွာဟိုကို့အမေမုတ်ဆိုးမှာဖြစ်တာအဲ့ဒီတခါပဲဂုံယူခဲ့ရတယ်ဝတ္ထုတွေကဇက်လိုက်နဲ့တူနေလို့ဆက်ဖတ်တော့သူ့အမေကဆင်းရဲဟာဟဲ့ငါအမေလည်းဆင်းရဲပါတယ်ကွာ3 ချက်တူပြီဗျာကြိုက်တာပေါ့ရှစ်ဆက်ဖတ်တော့သူဟာတဲ့သင်္ချာကိုသိမ့်မုန်းတာပဲတဲ့ဟာကောင်းမြန်ပြီဟဲ့ငါလည်းသင်္ချာဆရာမတော့မကြည့်ချင်ပါဘူးသင်္ချာကြောက်တော့ဆရာမပါကြောက်သွား4 ချက်တူပြီဟာဒီဝတ္ထုကျွန်တော်သိသဘောကျတာပဲဆက်ဖတ်တော့သူ့မှာချစ်သူရှိတယ်တဲ့။အိုးဒီရေးကြည့်တာလေးကြမှာမတူတော့ဘူးဗျ။ကျွန်တော်မှချစ်သူမရှိဘူး။ဆက်ဖတ်တော့သူ့ချစ်သူကောင်းမလေးကသူ့နဲ့တန်းတူပဲတဲ့10 တန်းကအိုးဒါဆိုရင်တော့လေရနိုင်ပါတယ်ကွာ။အဲ့ဒီဝတ္ထုကိုဖတ်တဲ့နေရာစပြောကျွန်တော်ကိုနဲ့တန်းတူ10 တန်းကမိန်းကလေးများကိုစတင်ပြစ်မှားတော့တာပါပဲ။ဘိုးကောင်နဲ့တူရင်လို့ပါဆက်ဖတ်တော့သူချစ်သူကောင်းမလေးရတဲ့အတန်းထဲမှာရုပ်ကလည်းချောတယ်တဲ့ပတ်စံလည်းချမ်းသာတယ်တဲ့ဒါလည်းဖြစ်နိုင်ပါတယ်ကွာအတန်းထဲမှာကျွန်တော်ရုပ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်းမလေးတွေအားလုံးကင်းလွတ်ခွင့်ပေးလိုက်ပါတယ်သွားကြနင်တို့မပါဘူးနောက်ဆက်ဖတ်တော့ဗျသူက10 တန်းစာမေးပွဲကိုမဖြေတော့ဘူးတဲ့ဟာအဲ့ဒါကောင်းဆုံးပဲကွာကျွန်တော်လည်းဗျာအဲ့ဒီ10 တန်းကိုမှန်တဲ့တိုင်းပြောရဒီတောင်ကိုမုံဖြိုးပါမမြင့်မို့လားလုံးဝပြိုမယ်မထင်ဘူး10 နှစ်မကောက်တစ်သက်ဖြေတော့မအောင်ဘူးလို့ထင်တယ်အဲ့တော့ကိုယ်သဘောကျတဲ့ဇက်လိုက်ကမဖြေတော့ဘူးဆိုတော့ထောက်ခံတယ်ကောင်းတယ်ကွာမဖြေနဲ့ငါလည်းမဖြေတော့ပါဘူးလက်ရင်းသားစောချစ်ဝတ္ထုရေးနေခြင်းမဟုတ်ပါတကယ်ကိုမဖြေတော့ရိုးနံပါတ်ထွက်ပါပြီတလပဲလိုပါတော့တယ်အမေကျွန်တော်ကိုမေးပါတယ်ငါသားမင်းဘာလို့မဖြေတာလဲဒီမေးခွန်းကိုအမေမေးလိုက်မယ်ဆိုတာကျွန်တော်ကြိုတွေးထားပါတယ်ဒါကြောင့်မို့လို့အမေမေးရင်ဖြေနိုင်အောင်လို့ဝတ္ထုတွေဟာကြိုကြက်ထားပါတယ်အမေစဉ်းစားကြည့်ပါတကယ်တော့ဒါတွေကပေရန်လို့စင်တော့ပညာရေးတွေပါအမေဟာဝတ္ထုထဲမှာပါတယ်ဗျ2 လက်မှ2 လက်မှ4 လက်မှ5 လက်မှ10 လက်မှတန်း4 တန်း5 တန်း10 တန်း10 တန်းအောင်လို့လဲဘဝစာမေးပွဲအောင်တာမဟုတ်ဘူးအမေအကယ်ဒမီကိုမြတ်လေးရဲ့ item တွေပါနေနဲ့ချကျွန်တော်တို့ခက်ကမင်းသားမြတ်လေးခက်အမေကျွန်တော်ကိုငေးကြည့်နေပါတယ်ငေးကြည့်နေသောအမေမျက်လုံးများကိုခုချိန်ထိမြင်အောင်မိပါတယ်မျက်လုံးထဲမှာစကားလုံးကလေးတွေရှိတယ်နှုတ်ကမပြောမျက်လုံးကပြောနေပါတယ်ငါသားတဲ့မင်းတော့မှားနေပြီထင်တယ်တဲ့သို့တော်ဗျာတောသူမကြီးဖြစ်တဲ့အမေဟာကျွန်တော်ဘယ်လို
တယ်ဆိုတာကိုရှင်းမပြတ်တတ်ရှာပါဘူးအဲ့ဒါကိုခွင့်ကောင်းယူပြီးတော့တဲဟုတ်တဲ့ငါပါလားသိတ်တော်တဲ့ငါပါလားအမေကိုနိုင်လိုက်ပြီလို့ထင်တယ်ဗျတကယ်တော့ကျွန်တော်မနိုင်ဘူးရှုံးတယ်ဘယ်လောက်ရှုံးလို့အဲ့ဒီ10ရန်စာမေးပွဲကို6နှစ်တိတိမပဲနဲ့ရှုံးပါတယ်အဲ့6နှစ်မင်းဘာလုပ်နေတော့ဟိုးဝတ္ထုတွေကဇက်လိုက်ကောင်လောက်တာဂုံလိုက်လောက်တာပဲအဲ့ဒီဝတ္ထုကဇက်သိန်းတော့ကောင်လေးနဲ့ကောင်မလေးကမညာဘူးဗျမညာတော့အဲ့ဒီဇက်လိုက်ကောင်ကလေးကတလွန်လွန်တဆွေးဆွေးတငိမ့်ငိမ့်တငိုင်းငိုင်းကျွန်တော်ကလည်းသူ့လိုပဲတလွန်လွန်တဆွေးဆွေးတငိမ့်ငိမ့်တငိုင်းငိုင်းကိုကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွမ်းတာမင်းကဘာရှိလို့လွမ်းရတာတော့အဲ့ဒီဘာမှမရှိတာကြီးကဘိုးတောင်းလွမ်းမှုကောင်းသေးလွမ်းပြီဆိုမရတော့အခုလိုဆောင်းရသည်ဟေမန္တနှင်းမုံလေးတွေကြလွမ်းနေဗျာမိုးရသည်ဝတ္တန္တမိုးဆက်မိုးပေါက်တွေကြဘိုးတောင်းလွမ်းသေးဆိုးဆုံးကနှွေဥပြလေယူတွေတိုက်ရော့ဝါလေးတွေကျွေးလေဝေတဲ့လွင့်သေးတောင်သေးခြင်းနဲ့ဗျာလွမ်းလွန်အားကြီးလို့အဲ့နှွေဥမှာစဘာတွေကရိတ်ရိုးပြငုတ်တို့တွေလေခွင်းနဲ့မှတွေ့ထောင်တဲ့ကောင်ကထောင်လဲတဲ့ကောင်ကလဲဟာလွမ်းဖို့ကောင်းတယ်ကွာနွားကြီးတစ်ကောင်ကရိုးပြငုတ်တို့တွေကိုတပြုတ်ပြုတ်နဲ့စားပိုးတောင်လွမ်းသေးဗျာဟိုးရွာစီယိုမှာမိကိုကလေးပတ်ဟာလွမ်းနေဗျာကျွန်တော်တို့ကြောက်ဆယ်မှနေပါတယ်ကျွန်တော်တို့မြို့ကိုဖြတ်သွားတယ်အဝေးပြေးလမ်းမကြီးမှာကုန်တင်ကားကြီးတွေကမိုးကားကြီးကိုခြုံတအီးနဲ့မောင်းသွားဟာလူကကြမ်းနေတယ်ဗျာလွမ်းလိုက်တာစိတ်ကကားကြီးနဲ့ပါသွားခုလိုဆောင်းရသည်ခွေးပိန်မတကောင်ပြာပုံထဲမှာခွေးကလေးအိတ်ဟာလွမ်းနေကွာဘာဆိုင်လဲကွာဆိုင်မဆိုင်အခုလွမ်းနေဗျာအိုးလမ်းမော်ကကောင်မလေးချောတယောက်ဖြတ်သွားဟာလွမ်းနေဟေးမင်းကဘာဆိုင်လို့လွမ်းရတာတော့ဘာမှမဆိုင်လို့လွမ်းတာပါပဲချောလေး3ယောက်သွားရင်3စလွမ်းနေအုပ်လိုက်ဖြတ်သွားရင်သေသွားနိုင်တယ်နောက်တော့ကျွန်တော်မင်္ဂလာဆောင်ဝေးရရှောင်းနေမသွားဘူးအဲ့ဒီသူတို့သမီးကကိုနဲ့ဘာလို့ညာလို့အဲ့လိုတွေးမိရင်ရမ်းခံစားရတယ်ဟုတ်လဲမဟုတ်ဖဲနဲ့ကျွန်တော်တွေးမိလေရှိပါတယ်ဘာကိုပြနေပြီတော့နည်းနည်းကြောင်းလာတာကိုပြနေပါတယ်တယောက်တည်းနေလေရှိပါတယ်တလွန်တဆွေးဆွေးတငိမ့်ငိမ့်တငိုင်းငိုင်းနဲ့ဒီချိန်မှာကံအလျော်စွာကျွန်တော်တငယ်ချင်းတယောက်ရန်ကုန်ကပြန်လာတယ်ကျွန်တော်တို့ကြောက်ဆယ်ရပါပြီကျွန်တော်တငယ်ချင်းကတော့ဗျာသူ10ရန်အောင်နဲ့နှစ်မှာသူ့ဖေနဲ့အမေရှင်းစင်နောက်စင်ကွဲလွန်းတူရီသောသားဆိုအိမ်ကြီးတိမ်လုံးမှာတယောက်တည်းထီးကြံဖြစ်အားငယ်လွန်းလို့ရန်ကုန်ဆင်းသွားရန်ကုန်မှာသူ့ဘာကြီးရှိတယ်ဗျဥပ္ပယီနဲ့သမီးများစာပေတဲ့မော်ဒန်ကာတွန်းကိုစထုတ်တာကျွန်တော်တို့ကြောက်ဆယ်သားပါပဲဥပ္ပယီကသူ့တူလေးရောက်လာတော့မျက်နာကလေးကငဲလို့စကားပြောရင်တန်းကလေးကတိုးဒိန်မိဘနှစ်ပါးကွယ်လွန်တာလဲတရင်ကရထားလူလေးဟောရဘာကြီးရဲ့စာအုပ်ဆိုင်ကြီးပဲကွမင်းစိတ်ပြေလက်ပြောက်စာအုပ်ကလေးတွေကူရောင်းပေါ်လူလေးရရော့ဟောဒီမှာပြင်းပြေဖတ်ဖို့စာအုပ်တစ်ထပ်ကွစပွဲပေါ်တင်ပေးတယ်လက်သန်းလောက်ထူတဲ့စာအုပ်ကလေးတွေ20နဲ့2အုပ်ကျွန်တော်တငယ်ချင်းကစာအုပ်တွေကူရောင်းပါတယ်အယောင်ပါရင်တုပ်ကိုယူဖတ်ပြီးတဲ့စာအုပ်ကလေးဒီဘက်ကနေဒီနာပြောင်းပြီးတော့ပုံရွှေတကုံသွားဖျားဖူးပြန်လာတော့တုပ်ကိုဖတ်ပြီးတာလေးဒီဘက်ကိုပုံ22အုပ်သောစာအုပ်များကိုဒလနီးပါးဖတ်တော့အားလုံးကုန်ဒီနာကပုံဒီနာရောက်သွားဆိုင်ထဲမှာရှိတဲ့သူ့ဘာကြီးကိုလှမ်းပြောတယ်ဘာကြီးတဲ့ကျွန်တော်ကြောက်ဆယ်ပြန်တော့မယ်ဘာကြီးကဒီလေသံကိုကြိုက်တယ်တဲ့အလားတုန်းကလေသံမဟုတ်တော့ဘူးကွမျက်နာကိုလှမ်းကြည့်တော့မျက်ငယ်လေးလည်းမဟုတ်တော့ဘူးကွသေချာအောင်ဘာကြီးကစူးစမ်းတဲ့မေကွန်းတစ်ခုမေးတယ်အေးပြန်ပြီးရင်ဘာလုပ်မလဲလူလေးကကျွန်တော်တက်ကတူဆက်တက်မယ်ဘာကြီးဟာဒီဖြေကိုပိုကြိုက်တယ်တဲ့ဘာကြီးကစာသမားဗျလူပါဟ
ဟောဒီစာအုပ်တစ်ထပ်ကိုပေးတာကြောင်းမဲ့မဟုတ်ဒီယုံမြင်လို့ဒီခြုံထွင်တာငါပြစ်တယ်မြတ်မှန်သွားပြီငါတူရဲ့တသက်တာစိတ်ချရပြီတဲ့ခွန်အားရှိတဲ့စာအုပ်တစ်ထပ်ကိုပေးလိုက်တာဗျဟိုကောင်ကလည်းတငယ်ချင်းကောင်းဘာကြီးဒီစာအုပ်ကလေးတွေတော့ကျွန်တော်ပိုင်ပေးလိုက်ပါဩယူသွားလေလူလေးကမင်းကိုပေးပြီးသားပဲလေကွာဘုံလျှော်ကြိုးလေးနဲ့စီးပြီးတော့ယူလာတယ်သူ့ဘုံမဟုတ်ဘူးသူ့တငယ်ချင်းဟိုကောင်တလွန်တဆွေးဆွေးတငယ်ငယ်တငိုင်ငိုင်နဲ့အကောင်ဟိုကောင်ဆိုတာဒီကောင်ကျွန်တော်တရိယာလို့ယူလာတယ်အိမ်ရောက်တော့စာအုပ်စည်းလေးကိုဇပွဲပေါ်တန်မြအောင်တမင်ချဘုတ်ကျွန်တော်ရှိပါတယ်အဲ့ရဂရင်မောမှာပက်လက်ကလေးဘာလို့နေတော့လွန်နေပါတယ်ဘုကောင်ကပြောတယ်ဟဲ့ငါရန်ငွက်ပြန်လာပြီတဲ့မင်းတို့ဒီမှာစာအုပ်တွေပါလာတယ်တဲ့ကျွန်တော်အဲ့ရဂရင်မောကနေလှမ်းမေးလိုက်ပါတယ်ဘာစာအုပ်တွေများလဲတငယ်ချင်းရဲ့မေဘုံမေနီးကခလွန်းလွန်းဘုကောင်နားကြပြင်းကတ်ဟဲ့လုံမနေနဲ့ငါအားလုံးဖတ်ပြီးမင်းပိုင်ယူလိုက်တော့သွားမယ်ကျွန်တော်လေသံကိုမကြိုက်လို့မာရီကြောရီပြောပြီးတော့ထွက်သွားအိမ်တကားထွက်မှလှမ်းဩသေးတယ်ဟဲ့ဖတ်ပြအောင်ဖတ်တော့ချစ်တော်တငယ်ချင်းစေရနာကိုလေးစားလို့အဲ့ရကရင်မော်ကလွန်လွန်ကလေးထလာပါတယ်အပေါ်ဆုံးစာအုပ်ကိုကြည့်လိုက်ဘသူရေးတဲ့စာအုပ်တော့လို့စာချစ်သူများကိုပြောပြရစေကျွန်တော်ဘဝကိုအဲ့ဒီနေ့ကတစစ်ချိုးပြန်ပြောင်းအောင်တော့မယ်စာပေကကျွန်တော်ကိုဆွဲတင်အောင်တော့မယ်ဘသူရေးတဲ့စာအုပ်တော့စာရေးဆရာကြီးပီမွန်းင်းရေးတဲ့စာအုပ်ပါနောက်ဆုံးဖတ်တဲ့စာအုပ်ကစိတ်ပညာတဲ့ဆရာကရှင်းအောင်ရေးတတ်တယ်ဗျလူတယောက်ကိုယ်စိတ်ကိုနှိမ့်ရင်နှိမ့်နေမြင့်ရင်မြင့်နေတဲ့ကျွန်တော်ချက်ချင်းဝန်ခံရတယ်မှန်ပါတယ်ဆရာကြီးကျွန်တော်စိတ်ကဖြင့်အဝီစီရောက်နေပါပြီခမနှိမ့်လိုက်တာကိုယ့်ဘာသာကိုသိတာပေါ့ဆရာကပြောတယ်ဗျမင်းတဲ့လူတယောက်ဘဝမှာရီမှန်းချက်ထားကွအလုံးကိုကျွန်တော်ပြောချင်ပါတယ်ရီမှန်းချက်ကိုစီရှိပါစေမင်းသူများရောင်လို့တော့မရောင်နဲ့ကွာမင်းဘာဖြစ်ချင်တယ်လဲကွမင်းရဲ့ဝါသနာပိစဇယိုက်နဲ့ကိုက်ညီတဲ့ရီမှန်းချက်ကိုထားကွဟို10 တန်းကျောင်းသားဆိုပါစို့မင်းကဆရာဝန်ဖြစ်ချင်တာလားအင်ဂျင်နီယာဖြစ်ချင်တာလားသို့မဟုတ်ရင်လဲကျန်တဲ့လူတွေကိုလူတိုင်းဖြစ်နိုင်ပါတယ်ဗျာမင်းကဒီတထေးကြီးဖြစ်ချင်တယ်လားကွာစာရေးဆရာဖြစ်ချင်တယ်လားကွဖြစ်ချင်ရင်အဲ့ဒီရီမှန်းချက်ကိုခိုင်မာထားပြီးတော့အဲ့ဒီတကားကိုခောက်မပွင့်မချင်းခောက်လွယ်တော့ဘယ်ပွင့်မလဲကွာမင်းဇွဲကောင်းနေဆိုတာအဲ့ဒါကိုပြောတာကွကျွန်တော်ဒါလေးကိုဖတ်ပြီးတော့အာမန်တက်ရတယ်ဆရာပီမိုးနင်းကရှင်းပြတယ်ဗျဟိုးအခုနေခါမျိုးပေါ့အနောက်ဥရောပနိုင်ငံမှာနှင်းမုန်တိုင်းကြီးကြတယ်နှင်းနေဖတ်လိုက်ကျွန်တော်တို့အမေရိကဆိုခုနေမှာ -35 တို့က35တွေပါရောက်နော်သွေးခဲသေးလောက်တယ်အဲ့ဒီမလေးတွေကလည်းတအားတိုက်တဲ့ခါကျတော့တကယ်လို့များခီးသွားတယောက်လမ်းပေါ်မှာမင်းရောက်နေသေတော့မယ်အိမ်တကားကိုသွားခောက်တောက်ဟာဖယ်ဖွင့်လို့ဖြစ်မလဲကွာနှင်းနေဝင်လာမှပေါ့ကွာမဖွင့်ဘူးနောက်တိမ်ကိုခောက်ပြန်နေတောက်ဟာနှင်းမုံနိုင်ကြနေတာကွာလူဆိုးလားမသိလူကောင်းလားမသိမဖွင့်ဘူးနောက်တိမ်ခောက်တော့လည်းမဖွင့်ဟိုးခောက်တော့လည်းဘယ်အိမ်မှဖွင့်မှာမဟုတ်ပါဘူးလက်လျှော့လိုက်တဲ့တခဏမှာမင်းနှင်းနေအောက်မှာသွေးခဲပြီးတော့သေမှာပေါ့ခောက်နေရင်မှသွေးပူအောင်မယ်အိမ်တအိမ်ကြတော့စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကဘယ်သူပါလိမ့်ဒုက္ခရောက်နေတဲ့လူလားမသိတကားကိုနည်းနည်းလေးဟကြည့်ပြီးတော့ဘယ်သူလဲဘာဖြစ်လို့လဲကျွန်တော်နှင်းမုံနိုင်မိတဲ့ဒုက္ခတွေပါခမကျွန်တော်ကဲပါအောင်ခမလာဝင်လာတကားကိုပိတ်မိလုံလိုက်မသေးတော့ဘူးပေါ့တဲ့အေးကျွန်တော်တို့ရီမှန်းချက်တကားတွေကိုခောက်တဲ့ခါမှာသေဘေးသေကင်းရောက်နေလို့ကြောက်လန့်ခောက်ရသလောက်မင်းသဘောထားပြီးတော့ခောက်ပါခောက်ရင်တကားဆိုတာပွင့်တယ်ကွဆရာပီမိုးနင်းကပြောကျွန်တော်ခဏနားပါတယ်
စဉ်းစားရပြီကျွန်တော်အတန်းထဲမှာလက်ပတ်စာမေးပွဲတခါမှမအောင်ခဲ့ဘူးအဲ့လက်ပတ်စာမေးပွဲအောင်တဲ့တကားကိုရောမင်းဘယ်နှခါခောက်တော့တခါမှမခောက်အတန်းထဲမှာကျွန်တော်ပထမတခါမှမရဘူးအဲ့ဒီတကားကိုရောမင်းဘယ်နှခါခောက်စိတ်တော့မကူဘူးမရတာဘာဆန်းတယ်လေဟိုက်ထဲမှာကျောင်းသူကျောင်းသားတွေပါမယ်ကျွန်တော်ပြောချင်ပါတယ်သားတို့သမီးတို့မင်းအခုတန်းထဲမှာပထမမရဘူးသေးဘူးဆိုရင်မင်းညံ့လို့မဟုတ်ပါဘူးအဲ့ဒီတကားကိုမင်းခောက်ရကောင်းမှမသိသေးလို့ပါကွခောက်ကြည့်စမ်းမှာပွင့်ပါစေလွယ်လွယ်တော့မဟုတ်ဘူးကွမပွင့်မချင်းခောက်သေချာပေါက်ပွင့်လိမ့်မယ်ပွင့်ချောင်းကိုကျွန်တော်ကသက်သေပြပါမယ်အဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့အာမန်တက်လိုက်တာနောက်တော့ကိုယူတယ်အရင်မဆိုင်လှေထိုးလိုက်ကြည်ပါကြောင်နီလန်းအောင်မြင်ကြောင်နီလန်းအောင်စိတ်တအုပ်ဖတ်ပြီးတိုင်းအာမန်တစ်ခါတက်22အုပ်သောစာအုပ်များကိုကျွန်တော်တငယ်ချင်းတလနီးပါးဖတ်ရတယ်ကျွန်တော်တထိုင်နဲ့ပြီးဒီနာကပုံဒီနာရောက်ဖတ်လို့ပြီးတာနဲ့ကျွန်တော်ဘာလို့ချင်တော့မိုးကိုဒူးနဲ့ပြစ်တိုက်ချင်တယ်တက်ကြွရုံမကဘူးကြွတက်သွားပြီဟိုဘက်ကကောင်ကျွန်တော်ပြန်ကြည့်တလွန်လွန်တဆွေဆွေတငင်းငယ်တငိုင်ငိုင်ကောင်ဆက်ဆုပ်ယုံမုန်းနေဗျာအဲ့ဒီကောင်ကလကားကောင်နော်အခုကျွန်တော်ဒီစာအုပ်ပုံရဲ့ဒီဘက်ကကောင်ဂျားမှာစာအုပ်ကလေးတစ်ထပ်ပင်ချားပါတယ်ဗျာလူကနတ်ရေကန်နဲ့ပြစ်ချတယ်လို့ပြောင်းသွားပြီအဲ့ဒီမှာကျွန်တော်ဒိုင်ယာရီစာအုပ်ကိုဆွဲယူလိုက်ဒီနှစ်10 တန်းပြန်ဖြေမယ်ရှေ့နှစ်တက်ကတူဆက်တက်မယ်မင်းရှေ့နှစ်တက်ကတူဆက်တက်မယ်ဆိုတာမင်းကအောင်အောင်မကိုအောင်မမလားဆိုတဲ့တန်တရားစိတ်ကျွန်တော်မှသေးသေးလေးတောင်မရှိပါကြည့်နော်ဒီလူပဲဗျဟိုတခါတော့ကတော့အဲ့ဒီ10 တန်းကို10 နှစ်မကတသက်ဖြင့်စိတ်ကဘလောက်မြန်အရေးကြီးလိုက်တယ်လေတေချာပါအောင်ပါဗျရှင်းနှစ်တက်ကတူဆက်တယ်စိတ်ကဘလောက်မြန်အရေးကြီးလိုက်တယ်လေလို့စာချစ်သူများကိုပြောချင်ပါတယ်စိတ်တွေနဲ့နိယတိလောကောစိတ်ဒီလောကကိုဖန်တီးတယ်ကျွန်တော်တို့ဘာလို့ညံ့နေတယ်လဲညံ့တဲ့စိတ်တွေရှိလို့ညံ့ခဲ့တာဗျကျွန်တော်အဲ့ဒီမှာကဲအောင်အဲ့လိုလဲတွေးလိုက်ရောစာချစ်သူများကိုစကားလက်ဆောင်ပါချင်ပါတယ်ကျွန်တော်ပြောတဲ့စကားပါနှုတ်ကမဟုတ်ရင်ထဲကပြောတဲ့စကားရင်ထဲကပြန်ကြားတကယ်ပြောခဲ့ပြီးတော့တကယ်ကြားခဲ့ပါတယ်ကောင်းတယ်စမယ်စရင်တုံညကစမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်စာချစ်သူများခင်ဗျာအဲ့ဒီမှာကျွန်တော်နောက်တစ်မျိုးတွေးလို့ရသေးပဲဗျငါလဲအိမ်ကိုတူစကူတော့မလောက်တတ်တော့ပါဘူးအောင်မာတော့မဟုတ်ပါဘူးကြဖို့တော့များပါတယ်ရှုံးမယ်တော့ထင်ပါရဲ့အဲ့လိုတွေးရင်အဲ့ဒါရှုံးစိတ်နှိမ့်စိတ်ညံ့စိတ်ကျွန်တော်တို့မှာအဲ့လိုညံ့စိတ်ကြစိတ်တွေနဲ့မြေကြီးမှာလူလာခတ်နေကြတာပါကျွန်တော်တို့စိတ်ဓာတ်တွေကိုအောင်စိတ်ပြောင်းရမှာပါအဲ့ဒီမှာကျွန်တော်ဒီနေ့10 တန်းအောင်ရမယ်ကွအဓိပတိတက်လိုက်ပါပြီဘာအဓိပတိတော့စန္ဒအဓိပတိပါလူတိုင်းကိုဖြစ်ခြင်းတဲ့ရည်မှန်းချက်ကိုစန္ဒအဓိပတိတက်ပါစန္ဒအဓိပတိတက်ရင်နောက်ကဝရိယလိုက်တယ်မြတ်စွာဘုရားရှင်ကအဓိပတိ၄ ပါးပဋ္ဌာန်းဒေသနာတော်ကြီးမှာဟောကြားတယ်စန္ဒအဓိပတိဝိရိယအဓိပတိစိတ်ဓာအဓိပတိဝိမာန်တာအဓိပတိစန္ဒအဓိပတိတိုင်နောက်ကဝရိယလိုက်ဝရိယနဲ့ကြိုးစားပြီးစန္ဒနဲ့ပေါင်းကြိုးစားပြီးဆိုရင်တော့စိတ်ကူးကောင်းကြံကြံကောင်းတွေပေါ်လာပြီးစိတ်ဓာအဓိပတိဆက်ပြီးတော့မင်းကလှုပ်လို့ရှိရင်ဝိမာန်တာအဓိပတိဉာဏ်ပညာတွေဖြစ်လာပြီဒီတထေးဖြစ်ဖို့10 တန်းအောင်ဖို့သေးသေးကလေးပဲဒီဘဝမှာတမက်တဖို့တောင်ရနိုင်ပါတယ်ဝိပဿနာဉာဏ်ပညာအထိဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကမက်ဖို့နိဗ္ဗာန်ရောက်ရပါလို့ရပါလို့တောင်းနေကြစင်စကားကြားလို့တောင်းတာနေတာတကယ်ရကြင်သလားဆိုစဉ်းစားအောင်မယ်ဆိုတဲ့လူတွေအများကြီးဘာဖြစ်လို့တော့စန္ဒအဓိပတိမတက်လို့ဘာလို့မတက်တယ်လဲတန်တရားဆိုးငရဲလို့ခေါ်တယ်ပကံခက်ကတန်တရားဆိုးငရဲကိုတကယ်မကြောက်လို့ပါအခုကျွန်တော်ကိုပဲကြည့်ဟုတ်လားမတန်စွမ်းဘူးလူတွေ
လက်တွေကြိုက်ခဲနာကျင်လို့ဒါအိုခြင်းဆင်းရဲနောက်တစ်ခါတီးတဲ့နာတဲ့ဆင်းရဲတွေကျွန်တော်ရအောင်ပါပဲမခံမြတ်နိုင်တဲ့ဝေဒနာတွေကြုံမှာပဲနောက်ဆုံးသေတဲ့ဆင်းရဲကြုံမှာပဲတီးတဲ့ဆင်းရဲပေါင်းများစွာအနတ်မတက်ကတန်တရားမှာကျွန်တော်တို့ကြုံခဲ့ကြပြီအဲ့ဒါကြီးကိုကြောက်တဲ့လူကလွတ်မြောက်ခြင်းပြီမဖို့နိဗ္ဗာန်ရခြင်းနဲ့အဲ့ဒီခါမှာသန္တာအဓိပတိတက်သာသနာကြီးတရိုက်ကတာမဏေကျော်ဆရာတော်ဒီအောင်စိတ်ကြောင်းလေးကိုလျှောက်တော့သန္တာအဓိပတိတက်တဲ့အကြောင်းကလေးကိုလျှောက်တော့ဆရာတော်ကပြောတယ်အိုးဟုတ်လိုက်လေတကားကြီးကျုပ်ကတာမဏေကျော်ရအောင်ဘယ်လိုစူးစမ်းခဲ့လို့ဆိုတော့ကိုရင်လေးဘွားမှာသူ့ဆရာကမင်းညံလဲကောင်းတယ်ကွာသန္တာအဓိပတိတက်ကွာမနေ့ဖြင့်ငါစပြီးမျက်နာသိတာမဏေကျော်ဖြစ်ရမယ်တာမဏေကျော်ဖြစ်ရမယ်တာမဏေကျော်ဖြစ်မယ်သုံးကရွတ်ကွာယုံယုံကြည်ကြည်ရွတ်ကွာတခါကြီးဟာကျုပ်သိမ့်မယုံပါဘူးနောက်တော့ရွတ်ရင်းနဲ့ယုံသွားပြီတခါကြီးဟာယုံသွားပြီးတော့တကယ်ဖြစ်ချင်ပြီသန္တာအဓိပတိတကယ်တက်ပြီဗျကျုပ်အဲ့ဒါကြောင့်မို့လို့တာမဏေကျော်ရခဲ့ပါလေဗျာကြည့်နော်အဓိပတိတက်ပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီနှစ်က10 တန်းကို3 ညစပြီးတော့စူးစမ်းခဲ့ရပါတယ်ကျောင်းမတက်နိုင်ပါကျွန်တော်တို့ခက်ကကျူရှင်မရှိပါအင်္ဂလိပ်စာအာမင်အေတော့အစကျွန်တော်သင်ရပါတယ်ကိုယ့်ဘာသာကိုစာအုပ်တွေနဲ့သင်ရတာထက်တန်းကျောင်းကဆရာနဲ့ဆရာမကိုမရှင်းသွားမေးရနောက်တော့ကော်ရဲအိုင်လန်ဆိုတဲ့ပြဋ္ဌာန်းစာအုပ်ရှိတယ်ဝတ္ထုစာအုပ်နဲ့ကျွန်တော်တိုက်ဖတ် notes on ရှင်းလင်းချက်နဲ့တိုက်ပြီးနားလည်အောင်ကြိုးစားမင်းင်းစာအုပ်နဲ့တိုက်ချက်မင်းင်းနေပဲလို့ချက်သမင်းဆိုင်သမင်းသွားဆိုင်မနေ့10 လုံးည10 လုံးချက်သမင်းခူလုံးချက်ပြန်လာရင်အလွတ်ရွတ်ပြန်လာအိုးတနေ့အလုံး20ရနှစ်တစ်ဝက်ကုန်သွားတော့မင်းင်းချက်စရာတွေကုန်သွားချက်စရာမရှိလို့လွမ်းတောင်နေရသေးပေါ်ရာနာတွေရေချိုးသွားရင်10 လုံးချက်ကျွန်တော်အင်္ဂလိပ်စာပေါ်ရအလန်ကိုအစအဆုံးတစ်ခေါက်ပြီးတော့နောက်ကျောဘုံမှာတစ်ချစ်ပြန်စသုံးမြန်ပြီး2 ချစ်3 ချစ်4 ချစ်5 ချစ်ကျွန်တော်စာအုပ်နောက်ကျောဘုံမှာ25 ချစ်ရှိပါတယ်တကယ်လုပ်ပါပြီအင်္ဂလိပ်စာရိုက်ချရင်တော့မကြတော့ပါဘူးစာတစ်ကြောင်းပြောရင်အဲ့ဒါစာမျက်နှာပဲဘယ်လောက်ကဒုတိယအပိုက်အဲ့လောက်ကျွန်တော်ပြောနိုင်ပါတယ်အဲ့ဒီကြတော့မှကြံတဲ့ဘာသာတွေကိုခရင်ပညာဝန်ရုံသွားသင်ရိုးညွန်တန်းတောင်းအကုန်ညက်ညက်ကြည်အောင်ကြိုးစားပါတယ်ဟာပင်မမှာပဲနော်လုံးဝမပင်မမှာဘူးဗျာပြင်းနေခဲ့ရတာကပင်မနာဗျတကယ်လောက်ရတာဘာမှမပင်မဘူးကျွန်တော်မနေ့9 နာရီထားတယ်9 နာရီထားပြီးတော့2 နာရီကျက်နောက်ပြီးတော့အလုပ်သွားညနေပြန်လာရေမိုးချုံ2 နာရီကျက်တယ်ညကျ3 နာရီကျက်တနေ့9 နာရီမှန်ကျက်စနေနေ့ကျွန်တော်နားတယ်ကျက်ဘူးအလုပ်ကိုတူတူတန်တန်လုပ်ရင်လူကနားရတယ်ဗျနားမှညံကောင်းတယ်ညံသွက်တယ်ဘာမှမလုပ်တဲ့ကောင်မှနားတယ်ဆိုတာမရှိဘူးဘာဖြစ်လို့တော့ဘာမှမလုပ်တာနားတယ်ရတာဘာမှမရှိဘူးတကယ်လုပ်တဲ့ကောင်ကနားရင်နားတယ်ရတာရှိတယ်ဟိုးချုံမြန်ပြင်းလိုက်တာတရေနိုးတော့အကျံပေါ်သည့်အကျံပြန်အိပ်ရန်ဟိုးအိတ်ကြီးနေတာပဲအိပ်ရတဲ့ဒုက္ခတောင်တော့ဖြစ်လာအောင်မယ်ကျွန်တော်အဲ့ဒါဒီနေ့9 နာရီမှန်ချက်လူတိုင်းကိုပြောချင်ပါတယ်သားတို့သမီးတို့မင်းစာကိုမှန်ကြက်ရင်ညံသွက်တယ်ညံထက်တယ်ဗျဒီဓာတ်ပေါ့နော်သုံးနေတဲ့ဓာတ်ဖွေးလက်ထက်ပြစ်ထားလိုက်စမ်း3 လတန်ကြီးတက်ပြီးတုံးသွားမှာပေါ့ကျွန်တော်စာတမျက်နှာကိုစတုန်းကတနာကြီးကြက်ရတယ်နောက်တော့ကြက်ရင်နဲ့ညံနေကောင်းလာတာ9 မိနစ်နဲ့ရပါတယ်ဟိုးစာရီကလည်းရလွယ်လိုက်တာဒီလိုမှန်းဒီငါစောကလုတ်ခဲ့ပါရဲ့နောင်တရအဲ့ဒီနှစ်ကကျွန်တော်ကောင်းစွာဖြေနိုင်ပြီးတော့ကြာဖုံးရောက်ပြီရောက်ပြီအရာအဲ့ဒီနှစ်ကကျွန်တော်ကောင်းစွာဖြေနိုင်ပါတယ်
နှစ်ချင်းပေါက်အောင်ပါတယ်ဗျ6နှစ်ကြာတာကမဖြေလို့ပါအောင်တဲ့ခါကျတော့ကျွန်တော်အမှတ်ကကောင်းပါတယ်ကြိုက်ရတက်ကတူသွားလို့ရပါတယ်ကျွန်တော်ဘာလျှောက်တုံးမန္တလေးဝိဇ္ဇာသိပ္ပံတက်ကတူမြန်မာဇာတိကလျှောက်ပါတယ်ဟာမင်းဆေးတော့စက်မှုတော့ဘာလို့မသွားလဲကျွန်တော်ကိုဆရာပြီးမုန်းနေမေးတယ်ကျွန်တော်ဖြေပြီးပြီမင်းဘာဖြစ်ချင်တယ်လဲဆရာမေးတယ်ကျွန်တော်စာရေးဆရာဖြစ်ချင်တယ်ကျွန်တော်ဆရာမပြောတဲ့စာရေးဆရာနှလုံးသားထဲမှာစွဲနေစာရေးဆရာဖြစ်ချင်တဲ့ကောင်ဟိုရောင်ရောင်ဒီရောင်ရောင်လောက်မနေနဲ့မင်းမြန်မာစာ literature အရေးသားကျွမ်းပါစေကွာကျွန်တော်မြန်မာစာလျှောက်ပါတယ်ဆရာပြီးမုန်းနေနဲ့ကျွန်တော်နဲ့အမေးဖြေလောက်တာကျွန်တော်စိတ်ကူးထဲမှာလောက်တာဆရာကြီးနဲ့ကျွန်တော်မတွေ့ဘူးပါဘူးဘယ်တွေ့မလဲဆရာကြီးနဲ့ကျွန်တော်အသက်ချင်းမိဝင်မိတွက်ကွာပါတယ်ဆရာကြီးကွယ်လွန်တဲ့နှစ်မှာကျွန်တော်မွေးပါတယ်သူတေပြီးမှမွေးမဲ့ကောင်ကိုညောင်းကြတဲ့ကနေဆရာစာကကဲတာဗျကျွန်တော်အဲ့ဒါနဲ့တစ်မြန်မာစာလျှောက်ပါတယ်နှစ်အဖေကလည်းသမားမှုစိုက်ပျိုးတက်ကတူလျှောက်ပါတယ်သုံးပို့ခြင်းပို့ပါသွားပါမယ်ဆေးတက်ကတူလို့လျှောက်ပါတယ်မြန်မာစာကကျွန်တော်အရင်ဆုံးရွေးလိုက်ပါတယ်အမှတ်များအနည်းနဲ့ဆင်တော့ကျွန်တော်အမှတ်ကများလို့တက်ကတူဝင်ခွင့်ခုံနံပါတ်က1ပါပဲတစ်သက်လုံးမရဘူးတဲ့1အဲ့ဒီမှာစရပါတယ်အဲ့ဒီနှစ်က1965ခုနှစ်တက္ကသိုလ်လူရဲကျွန်းနေစရွေးတဲ့နှစ်ပါအဲ့တော့ကျွန်တော်လူတက်ရတဲ့လူ9ယောက်ကိုပါမောက္ခချုပ်နဲ့ပါမောက္ခတွေကပြိုင်ပြီးတော့စစ်ဆေးပါတယ်အဲ့ဒီမှာကျွန်တော်ထပ်ပြီးတော့တက်ရပါတယ်မဆန်ပါဘူးပြီးမုန်းနေတပည့်တကားကိုခောက်နေပြီခောက်ရင်တကားပွင့်နေဗျမခောက်လို့မပွင့်တာပါကိုကောင်6ယောက်လဲခောက်တော့ခောက်မှာပဲကျွန်တော်တော့လက်တံပြောင်းမှုမရပါဘူး competition ပေါ့ရှင်ပြိုင်ပြီဆိုမင်းပူခောက်ကျွန်တော်အဲ့ဒီ9ယောက်မှတစ်ထက်ရတော့တက္ကသိုလ်လူရဲကျွန်းရွေးခံရပါတယ်လူရဲကျွန်းစခန်းမှာကျွန်တော်ဆက်ပြီးတော့စူးစမ်းတာပဲကျွန်တော်အဲ့ဒီဆရာကြီးစာအုပ်တွေဖတ်ပြီးတဲ့ဘယ်တော့မှပေါ်တန်တယ်မနေတော့ကိုလုံနိုင်တဲ့အကောင်းဆုံးဖြစ်အောင်စူးစမ်းတယ်လူရဲကျွန်းစခန်းမှာလေဒုတိယရတဲ့မင်းကလေးကကျွန်တော်နဲ့26မှတ်กว่าတယ်လို့ဆိုပါတယ်တကားကိုခောက်ပါပြီအဲ့တော့ခောက်ရင်ပွင့်တယ်ဒီအကြောင်းကိုပြောတာကျွန်တော်ကြွားခြင်းလို့မဟုတ်ပါဘူးနှိုင်းရှင်ပြခြင်းလို့ပါဟိုဘက်တုန်းကလဘတ်စာမေးပွဲအခါမှမအောင်ဘူးတဲ့ကျွန်တော်ပါလူ60ရှိတဲ့တန်းထဲမှာ42နောက်မှာရောက်နေတာပါသားတို့သမီးတို့တကားတို့ခောက်ချင်းဖြင့်အောင်စိတ်ကိုမွေးကြပါခောက်ကြပါလူများစွာတို့သည်တဲ့ကိုယ်မှရှိသောအည်ချင်းကောင်းများကိုထုတ်ပြီးတော့မသုံးလျက်ဘဲနဲ့သေရွာထိပါသွားတာနှမျောเสียကောင်းလာတယ်ဒီလိုနေပြီးတော့လေဝေးဖြစ်လာတဲ့ဘဝမှာဟိုးနေချင်းညချင်းတိုက်တာအင်ဂျင်ဆောက်အုံနေလူတွေစီးပွားဖြစ်သွားကြတာဒီအများကြီးမခောက်တဲ့လူတွေကြံနေခဲ့လိမ့်မယ်ခောက်ကြစမ်းမှာရှေ့လျှောက်ရင်ကျွန်တော်တို့စီးပွားရေးတွေပိုပွင့်လင်းလာပါလိမ့်မယ်အဲ့ဒီခါမှာခောက်တဲ့လူတွေကသွားပါလိမ့်မယ်အ ਨੇ ဆုံးတော့ဗျာတထေးဖြစ်အောင်ခောက်စမ်းပါလို့ပြောချင်ပါတယ်ကြိုးစားရင်ကျွန်တော်တို့တွေတာပါလိမ့်မယ်နောက်ဆုံးတစ်ချက်စောင့်ရင်းနဲ့ကျွန်တော်ပြောပါလူတယောက်အောင်စိတ်ကိုမွေးပြီးကြိုးစားပြီအေးသို့တော့မင်းမှာအရေးကြီးတဲ့အချက်တစ်ခုရှိတယ်ဗျစိတ်ကောင်းရှိရမယ်မင်းဘလောက်အောင်မြင်နေဘလောက်ချမ်းသာနေစိတ်ကောင်းမရှိရင်မတင့်တယ်ဘူးဗျမတရားတဲ့နီးနဲ့ချမ်းသာတယ်မမှန်တဲ့နီးတွေနဲ့ရယူတယ်အဲ့လိုလူတကာလက်ညှိုးထိုးနေကြတာပဲချမ်းသာခြင်းနဲ့အတူတူသူ့မှာစိတ်အားပြည့်စရာကောင်းလိုက်တာလူများဆက်ဆုပ်ယုံမုံနေတယ်ဗျရိုးရိုးသားနဲ့စူးစမ်းပြီးတော့အောင်မြင်ပါစေစိတ်ကောင်းနှလုံးကောင်းရှိလိုက်ပါလို့ပြောချင်ပါတယ်ဖြစ်စဉ်ကလေးတစ်ခုနဲ့နမူနာရပြီးတော့ပြောပါမယ်ဟိုထက်ညာမှာမရယာမှာအလှတစ်ခုရှိတယ်ဗျအလှတကာကတတ်နိုင်လို့ဘိသိက်ဆရာ2ယောက်ငားတယ်တယောက်ကမန္တလေးရွှေမြို့တော်ကရ
သူလာရောက်အောင်ပြောမှာပေါ့နော်တယောက်ကမန္တလေးရွှေမြို့တော်ကဘိသိက်ဆရာလှိုင်းနဲ့မန္တလေးပြည်ကျော်ဆုံးကျေးကြီးဆုံးပါပဲနောက်တစ်ယောက်ကတော့စကိုင်းကနေရွှေဘိုသွားတဲ့လမ်းဘေးမှာစတောင်ရွာကရွာနာကိုဆွဲပြပြီးတော့သူ့ကိုတော့စတောင်တောင်းလို့ခေါ်တယ်ဗျတောဘိသိက်ပါပဲအဲ့ဒီဘိသိက်ဆရာ2ယောက်ငှားတယ်ငှားတော့ကျွန်တော်တို့အညာဒလိဘိသိက်ပြိုင်နေဟေးလူတွေမန်းတက်ကြီးနဲ့ပြေလံရှံထွက်အောင်အားပေးကြတယ်အဲ့တော့ဘိသိက်ဘွားကြီးစကြပါစို့ဟိုကလည်းလာနေပြီဆိုတော့ဘိသိက်စကြတာပေါ့အဲ့တော့ဒီမြို့ဘိသိက်ကအရင်ဘိသိက်မြောက်တယ်ဗျစိတ်ကောင်းရှိခြင်းအကြောင်းကိုပြောချင်လို့ပါမြို့ဘိသိက်ကမတ်တက်ရက်လိုက်အိမ်မြောက်တယ်ဆိုတာဒီလိုစကားပြောစင်မရှိဘူးဗျမိုက်ခရိုဖုန်းလေးကိုထောင်ထားတယ်အဲ့ဒီရှေ့မှာရက်ရွာနီးချင်းတွေကဗလာအပ်ပြီးတော့မတ်တက်ကြီးပြင်းထိလူတွေကရောက်ဟိုးနောက်ကလူတွေကခါးလေးတွေမှတ်ပြီးတော့ခေါင်းလေးတွေမော့ပြီးတော့မြို့ဘိသိက်ကနာမည်အကျော်ဆုံးကြေးကြီးဆုံးလို့ပြောတယ်ကွာဘယ်လိုများလဲဟာဒေါသတွေလှမ်းကြည့်ကြတော့တွေ့တာပေါ့ဖက်ဖူးရောင်မောင်းချက်ပြီးခေါင်းမောင်းလေးခေါင်းမှာစွတ်ပြီးတော့ပေါင်းထားအသစ်ကလေးအင်ကြီးတိုရင်အင်ကြီးရှည်ကြီးအဖြူဖွေးလွှတ်လို့အောက်ကကြိုးကြီးချိတ်လုံးကြီး3600ပေးရတယ်ရွှေဗလားရောင်ခြေတော့မှခြေဖြူဖွေးဖွေးလေးစွတ်ထားသေးလူတွေကသဘောကျဟာကြေးကြီးတာနဲ့လေယောပါပေရဲ့တင်းတင်းတယ်တယ်ရှိလိုက်တာမျက်နှာမှာလည်းသားရည်က40လောက်ဆိုတော့ပြည့်ပြည့်တင်းတင်းသဘောကျနေစမ်းမအောင်ကွငါတို့တောဘိသိက်ကြီးအောင်ဘယ်လိုဝတ်ထားတယ်လဲကွစတောင်တောင်းကိုရှာကြတိတ်မရှာရပါဘူးမတ်တရနေတဲ့ဆရာလိုင်းနဲ့တယောက်ကျော်လောက်မှာထိုင်နေပါတယ်စတောင်တောင်းကလည်းပဲမျိုးဘိသိက်ကိုမော့ကြည့်ဟာအင်ကြီးကဖြူဖွေးလွှတ်လို့အခုမှသူ့အင်ကြီးသူငုံကြည့်တော့ထောင်းလမောင်းကိုကြေမှာပေါ့ဘိသိက်ပွဲပြီးရင်သူကအင်ကြီးကိုခောက်တာမဟုတ်ဘူးချွတ်ပြီးတော့လုံသိပ်လွယ်ရီထဲထိုးကြိတ်ထဲပစိုးကပိုးလုံးကြီးပန်းရောင်ကလေးအဲ့ဒါကိုလည်းသူကမခောက်ဘူးပြီးရင်ပစိုးလဲပြီးတော့လုံသိပ်ထိုးကြိတ်ထဲခေါင်းကပဝါကလည်းထိုးကြိတ်ထဲအခုတော့နှစ်ယောက်ရှင်လိုက်တော့သူအင်ကြီးကကြေမွတ်အဲ့ဒါနဲ့လူတွေမရိပ်မိအောင်သူကအသာလေးတတ်တယ်ဖိပြီးတော့တတ်တယ်အတွန်းနေကြေတယ်ပြေးအောင်ဖြေးတယ်ပျောက်အောင်ဖြောက်တယ်လူတွေကမျိုးဘိသိက်ကိုကြည်ရကစရောင်တောင်းကိုလှမ်းကြည့်တော့တွေ့ပြီဟိုမှာကြည်အောင်ခုမှအင်ကြီးတွန့်ကြေတွေတတ်နေပြီမပြေပါဘူးကွာပျောက်မှာမဟုတ်ပါဘူးလူတွေကအတင်းတုပ်နေကြပျောက်ကပြောမင်းတို့ကလည်းအင်ကြီးပဲကြည့်နေခေါင်းပေါင်းကိုကြည့်အောင်စတောင်တောင်းကပဝါလေးကိုပတ်ပြီးတော့ဒဇထောင်ပေါင်းထားထိတ်တဲ့မှာချွေးကွက်ကြီးတဲ့ဒီလူမှဖြစ်တာမဟုတ်ဘယ်လူတော့ကဖြစ်ခဲ့မှန်းတော့မသိချွေးကွက်က6တောင်နေပြီတယောက်ကပြောသေးတော်သေးတာပါသူချွေးကွက်သူမမြင်ရလို့လူတွေကလည်းမလွယ်ဘူးမှအင်ကြီးတွန့်ကြည်တတ်နေတဲ့မြို့ဘိသိက်ကစပြီမင်္ဂလာ12ပါးကိုပြောတယ်မင်္ဂလာဆိုတာဘာမင်္ဂလာကိုဖွင့်တယ်12ပါးကိုတပါးချင်းပြောတော့ပညာရှိစကားတွေပဲပေါင်းလိုက်တာစရုံတောင်းကအင်ကြီးတတ်ရင်နားထောင်တော့ဟာအဖိုးတန်လိုက်တဲ့စကားတွေမသိပါဘူးမှတ်သားရပါရဲ့ကျေးဇူးကြီးပါပြီတယ်ဗျာအဲ့လိုနားထောင်မှတ်သားပြီးတော့နေတယ်မြို့ဘိသိက်ကမင်္ဂလာ12ပါးစုံအောင်ပြောပြီးတော့အဲ့ဒီမင်္ဂလာ12ပါးမှာအရေးကြီးဆုံးကတော့ဟောဒီသားရှင်ပြုတဲ့အလူဗျဒီထဲကမောင်ရှင်လောင်းလေးတွေကမကြခင်ရှင်သာမဏေဖြစ်တော့မယ်ရှင်သာမဏေဖြစ်မိဘအစလူတိုင်းကြောက်ရမယ်ဗျဒါကြောင့်မို့လို့ရှင်သာမဏေဖြစ်မယ်ရှင်လောင်းတွေကိုဘိသိက်သွန်းတဲ့ခါကျတော့ဘိသိက်ဆရာကံ၅ပါးလုံရတယ်
ဖရေရက်တော့ရင်ဘိတ်သိမ့်မမြောက်နေဗျဟောကနေမန္တထဲမှာအတန်ကြီးထွက်သွားကြီးတာမဟုတ်ဘူးဘာဖြစ်တာလဲတနယ်လုံးသိကလေးအစအသိတောဘိတ်သိမ့်ဆရောင်တောင်းကဘိတ်သိမ့်မြောက်ပြီးရင်ထတော်သွားပြီးဖရေမော့တော့မယ်ဖရေရက်တယ်ကြိုက်တာကိုဟာလူတွေကလက်ကုပ်ကြပြန်ပြီမြို့ဘိတ်သိမ့်ကလည်းလှင်လာကြီးလားကွဘဲကောင်းနေသတင်းပေါက်ကြားသွားလည်းမသိဘူးတောဘိတ်သိမ့်ကြီးကိုတော့ဆော်လိုက်ပြန်ပြီဟဲ့ဆရောင်တောင်းရှိရကိုနှမ်းကြည့်ကြတယ်တဲ့ဆရောင်တောင်းကခေါင်းကလေးတငိမ့်ငိမ့်နဲ့ဟုတ်ကဲ့ကျွန်တော်ကလည်းကြိုက်တော့တောင်းမိပါတယ်ခမဟိုမှာဝန်ခံနေပြီလူတွေကပြခေါင်းငိမ့်ဝန်ခံပါတယ်အဲ့ဒီမှာမြို့ပိစိတ်ကပြီးသွားတော့ဟောကျွန်တော်လည်းပြောကောင်းကောင်းနဲ့ပြောလိုက်တယ်နာယူဝက်စီသွားပြီခမကျွန်တော်လည်းနားပြီးတော့တစ်ဖက်ကပိစိတ်ဆရာအလှည့်ပေးပါဦးမယ်ခမဆိုင်းဝင်းကရွာစားစိန်တင်ဟန်တဲ့မန္တလေးဆိုင်ကောင်းစိန်တင်ဟန်ကလေပြေကလေးထိုးပေးတယ်အကူပြောင်းတီလုံးကလေးတီးလိုက်မြို့ပိသိက်ထိုင်နေဆရောင်တောင်းမတ်တထမိတဲ့အထိအင်ကြီးတွန့်ကြည်သတ်တုံးတင်ပါကပိုးလုံးကြီးတွန့်ကြည်သတ်တုံးနေကြအဲ့ဒီမှာဆရောင်ခုထိသတ်တုံးပြည့်ရပြုတ်နေထိုင်တဲ့ဘက်ကိုခေါင်းမြို့ပိသိက်ဆရာလိုင်းထိုင်တဲ့ဘက်ကိုဘယ်လိုဆော်တယ်လဲလို့ခေါင်းညိတ်ရင်းကပြောလိုက်ပါတယ်။အော်လူတွေကပြောလိုက်ကြတာဘိတ်သိက်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူး။ဆရာလိုင်းပြောတဲ့စကားတွေကောင်းလိုက်တာတန်ဖိုးရှိလိုက်တာကျွန်တော်မသိပါဘူးပညာရှိစကားတွေဗျ။ကျွန်တော်နားထောင်မှတ်သားရပါတယ်ကျေးဇူးကြီးပါပြီရဲ့လူတွေကဟာဟဲ့ဘယ်လိုကြီးလဲကွာသူ့တော့ဆော်သွားတယ်သူကမဆော်တဲ့ပြင်ချီးမွမ်းတောင်နေပါသေးလားတယောက်ကပြန်ပြောတယ်မနိုင်တော့လဲရှုံးပေးအေးတာပါပဲကွာဒေါ်သားတွေကတီတိုတဖန်ဖို့လုပ်နေကြအမှန်ကတော့ကိုဒေါ်သားချင်းလက်ခုပ်တီးပေးခြင်းနဲ့ကိုလူကလည်းတီးပေးလို့မရအားလုံးအနှိတ်အရှုံးဖြစ်နေတော့အားမလို့အားမရဖြစ်နေကြတာပါအဲ့ဒီမှာဆရောင်းတောင်းကဆက်ပြောတယ်တကယ်တော့ကျွန်တော်ကဘိတ်သိက်ဆရာလောက်တာတက်လို့မှမဟုတ်ဘူးတဲ့ကျွန်တော်ဆရောင်းမ9ရွာကလဲသမားပါခမဒီနေ့ဒီကိုဘိတ်သိက်မြောက်လာကနီးတောင်မှကျွန်တော်မိမကတော့ဘိတ်သိက်မြောက်မသွားခင်နွားသချင်းနဲ့ရေပြည့်အောင်ထမ်းခဲ့အောင်ဆိုလို့ကျွန်တော်ရေထမ်းခဲ့ရပါသေးတယ်ရေတွင်းကလည်းရွာထဲမှာမရှိဘူးခမဟိုရွာပြင်းထွက်ပြီးတော့ရေဆိုင်တန်းကလေးနဲ့ကျွန်တော်သွားထမ်းရပါတယ်ရွာထဲကထွက်လိုက်တာနဲ့တည့်ပင်လေးတွေကအပွင့်ကလေးတွေဝေးပဲကင်းကလေးတွေကစိမ့်ဆိုးထမ်းမင်ကလေးတွေကအစီတန်းလို့ကျွန်တော်တယောက်တည်းလွန်လို့ဖြစ်တယ်ဒါနဲ့ကျွန်တော်ကဘုံတော်ကလေးတစ်ပုဒ်ကိုကောက်ပြီးဆိုးလိုက်တယ်ခမရာဇကြိုပြည်ဌာနဘာယာနာချက်ဘဟုနာလန္ဒတက္ကသိုလ်ဝဲအသက်ကိုအနှင်းဟာစိန်တင်ဟန်ကရှေ့ကဘိသိက်ဆရာကစကားကြီးပြောတော့တီးကိုမတီးလဲအောင်ခုမှတီးရတော့အာရပါရတီးကြတာပေါ့ဆိုင်တန်နဲ့တချင်းတန်ချိန်ချိန်ညံပါကြရောတဲ့အဲ့ဒီမှာနားထောင်လို့ကောင်းလိုက်တာလူတွေကလည်းငေမောသဘောကျဆရောင်တောင်းရဲ့တန်ကအတန်ဝါစီဟိန်းနဲ့တိတ်ကောင်းပါလေကျွန်တော်ကတန်စင်တိယုံမြဆိုပြတာဒီတန်မဟုတ်ဘူးအဲ့တော့တစ်ခေါက်ဆုံးတော့စိန်တင်ဟန်ကတီးကျင်သေးတယ်လက်ကမြောက်ထားလူတွေကလည်းနားထောင်ញင်သေးတယ်နားတွေစွန့်ဆရောင်းတောင်းကသိပါတယ်ဩရေတွင်းကလည်းဝေးတယ်ခမဘုံတော်တစ်ပုတ်ဆုံးတာတောင်းမရောက်သေးဘူးခမလူတွေဝါကနေကြတယ်ဆိုအောင်မှာနောက်တစ်ပုတ်ကိုဆိုပါတယ်နောက်တော့ပြီးတော့လေနှစ်ပုတ်ဆုံးတာတောင်းမရောက်သေးဘူးခမဝါကနေရည်ကြ3ပုတ်4ပုတ်5ပုတ်ဆက်တိုက်ဆိုပါတယ်အတီးကလည်းအတီးကောင်းအဆိုးကလည်းအဆိုးကောင်းမန်းတက်ကြီးတစ်ခုလုံးဂီတရေရင်ကျော်မျောပါသွားပြီးတော့ပြိတ်သက်တွေငေးကြည်ရင်နဲ့အင်ကြီးတွန့်ကြည်တွေမမြင်တော့ဘူးထိတ်က
ကချွေးကွက်ကြီးလဲပျောက်သွားဆရောင်တောင်းလဲသူဂီတရေရင်ကျော်သူ့ဘာသာမျောပြီးတော့သူ့အင်ကြီးတွန့်ကြည်တွေမေ့သွားပြီဆိုလို့ပြောလို့ကောင်းအဲ့ဒီမှာဆရောင်တောင်းကလက်ဒီဆရာတော်ဘုရားကြီးရဲ့တန်ဝေကဒွေကြိုးကြီးကိုဆိုလိုက်ပါတယ်မိုင်မလေးနိုင်ဘူးမြိုင်ခင်းတဲ့ညာစီမိုင်မလေးနိုင်ဘူးမြိုင်ခင်းတဲ့ညာစီခါတော်မီသည်မွေနိုင်ဘူးခါတော်မီသည်မွေနိုင်ဘူးခါတော်မီပြစ်တင်ပြီးတော့ဆိုးချလိုက်တယ်တဲ့ဆိုင်ကလည်းနောက်ကလိုက်ပေးအဲ့ဒီခါတော်မီမှာကိုပဲခါတော်မီ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 ဆရောင်းတောင်းကကွန့်ဆိုးဆိုင်ဆရာကလည်းညွန့်ပြီးတီးဆိုင်ကတီးရင်ဆရောင်းတောင်းကပြုံးပြီးတော့ကြည့်ဆရောင်းတောင်းဆိုတဲ့အခါမှာဆိုင်ဆရာကလည်းပြုံးပြီးတော့ကြည့်အိုးနှစ်ယောက်သားပြုံးချင်းဖလှယ်နေကြပိဋကကလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ပြုံးလို့မန္တကြီးတစ်ခုလုံးပြုံးနေဝေပါတယ်အဲ့ဒီမှာဆရောင်းတောင်းကဒီဆိုခြင်းကိုနားပြီးတော့ဩကျွန်တော်တို့လူတွေမိုက်လိုက်ကြတာခုလိုဗုဒ္ဓသာသနာတော်ကြီးနဲ့ကြုံတွေ့နေပါရဲ့ကနဲ့အသည့်အမြင်အလင်းကိုမရနိုင်ကြပါဘူးတန်တရားရေရင်ကြောမှာဒုက္ခသစ္စာနဲ့မျောနေကြတယ်ခမမျောမှာပေါ့သမုဒိယသစ္စာအရင်ပြုတော့ဒုက္ခသစ္စာဖြစ်တာပေါ့အဲ့ဒါတွေကိုသူကပြောလိုက်ဒီတခြင်းကိုဆိုလိုက်နောက်တော့တေဘုံမာကိုပြောလိုက်တဏှာဘူးတဲ့အယူတွေမှာအမှုမပြေပင်မရှားလိုက်လေတဏှာဖန်းတဲ့အကန့်တွေမှာဟောတဏှာဖန်းတဲ့ကန့်တွေမှာအပန်းမပြေပင်မရှားလိုက်လေတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေပင်မရှားလိုက်လေဟိုလူတွေတဏှာပြအရင်စစ်တော့အမြစ်ကတဏှာတန်တရားလဲရတဲ့အကြောင်းရင်းကတဏှာပူးတော့မူးနေတာပါပဲတဏှာကြိုက်တော့မိုက်နေတယ်တဏှာဖမ်းတော့ကန်းနေတယ်အဲ့ဒီဘာကန်းတော့အဝိဇ္ဇာဘာမှမသိမမြင်တဲ့အကန်းပါပဲအဲ့ဒါနဲ့တန်တရားလဲကြောင်းနေပြောဆရောင်းတောင်းကအယက်တာတောက်တာဗျတရားဟောတော့လည်းကောင်းနေပြန်ရောလူတွေကသဘောတွေကြနားထောင်အဲ့ဒီမှာဆရောင်းတောင်းကနှုတ်တော့သတိရကြည့်လိုက်ဩကျွန်တော်ပြောကောင်းကောင်းနဲ့ပြောလိုက်တာနိုင်ဝတ်တောင်ကြောမိနစ်40ရောက်သွားတစ်ဖက်ကပိဋိတ်ဆရာအလှည့်ပေးပါမယ်ပိဋကဟိုနောက်ကတယောက်ကအော်တယ်ဆရာပဲဆက်လုပ်လိုက်ပါတဲ့တန်တဲ့လူတွေကလက်ခုပ်တီးတော့မဟုတ်ရပါဘူးခမဒါကဥဖုံဓာတုလှည့်ပါခမတို့ရောက်နေပြီအဲ့ဒီမှာမြို့ပိဋိတ်ဆရာလိုင်းကလည်းထိုင်နာထောင်ရင်ကသူမထကျင်တော့ပြိဿနဲ့သူဆရာပဲဆက်လုပ်လိုက်ပါတဲ့ဟောမဟုတ်ပါဘူးဆရာရဲ့တရားရှိကြရင်ဖြစ်မောင်ရှင်လောင်းလေးတွေကိုမင်္ဂလာတပြေခဲ့နဲ့ရေးပက်ရတော့မယ်မင်္ဂလာချီမန်းဝင်စွတ်ရတော့မယ်ကျွန်တော်ကလည်းထရေကလေးရက်ကလေးတောက်တတ်တော့မတော်ဘူးလားလို့ပါခမမြို့ပိဋိတ်ကပြန်ပြောတယ်လှုပ်တာလှုပ်ပါဘာမှမဖြစ်ပါဘူးတဲ့ခုနကတော့သူပဲအဲ့တော့ချုပ်လိုက်ပါဆရောင်းတောင်းကအောင်ပါစေတပြေပန်းနဲ့ရေချမ်းကိုလောင်းဆိုတော့မြို့ပိဋိတ်ကမနေသာထလာပြီးတော့ငွေပလားတဲ့ကရေနဲ့ရေတပြေကက်နဲ့မောင်ရှင်လောင်းနေရေပက်ပေးရဖျားတရားတန်ခါယနာမြတ်သုံးပါးကြောအကျိုးကိုသိဆိုတော့မြို့ပိဋိတ်ကကြောဝဲတဲ့ကချီမန်းငွေလေးတွေမောင်ရှင်လောင်းနေစွတ်ပေးရမြို့ပိဋိတ်ကပိဋိတ်အကူဖြစ်သွားပါတယ်ပိဋိတ်ပွဲပြီးတော့သူ့ခေါင်းမောင်းလေးဖြုတ်လွယ်ထဲထိုးထက်အင်ကြီးချွတ်ထုံစံတိုင်းလုံးသိပ်ထက်ပစိုးလေးလဲဝတ်လုံးထက်ညံတာပြီးပြီအလှငါပေးတဲ့ဆေးဘောလိပ်မနတ်တိုင်မီပြီးတော့မြို့ပိတ်တွေကတော့မောင်းချက်ဒီခေါင်းမောင်းလေးဘူးတဲ့ထက်ပိတ်တိုးရင်အင်ကြီးရှည်ယူခေါက်ရိုးကြအောင်ခောက်တည်တက်တာတွေထက်ရိုးကြီးကျိတ်လုံးကြီးခောက်သားကြအောင်ခောက်ထက်ကြားလိုက်တာမနတ်ထဲမှာမရှိတော့ပါဘူးပြည့်တက်ဒီပြန်ကုန်ပါပြီ
အလူအိမ်ကဆွေမျိုးနီးစပ်တော်သူတဦးစနှစ်ဦးစပဲရှိပါတော့တယ်အဲ့ဒီမှာစိန်တင်ဟန်ရွာသားဆိုင်းဆရာကမန္တထဲမှာရှိတယ်ဒီဆိုင်ဝိုင်းထဲမှာရှိတယ်ဘာလုပ်နေတော့ပတ်လုံးကလေးတွေပေါ်ပတ်စာကိုလကွင်းလေးနဲ့ထိုးပြီးတော့ခွာနေတယ်မြို့ပိတ်သေးကဝတ်စားလဲချင်းပြီးတော့တည်တစ်တာကိုဆွဲမန္တထဲကိုရှောက်လာတယ်စိန်တင်ဟန်ကဆိုင်ဝိုင်းထဲကလှမ်းကြည့်ဘယ်သွားမလို့ပါလိမ့်1800ကိုသွားပါတယ်1800ရောက်တည်တစ်တာကလေးကိုဘေးမှာချဒူးကလေးကိုတုပ်ပြီးတော့ဦး3ချိန်ရိုးရိုးသေးသေးရှ िख ိုးကြော့ပါတယ်အဲ့လိုလဲကြော့လိုက်ကြောတောပိတ်သိဆရောင်တော့ဘယ်လိုပြောတယ်လဲဆိုတဲ့စကားနားထောင်ကြည့်ပါဆရောင်တော့ဘယ်လိုလူစားလဲလို့သိသွားပါလိမ့်အိုးကျွန်တော်ကဆရာလိုက်ကိုပညာရှိလို့ထင်ထားတာမှားသွားပြီဗျာခမည်းကပညာရှိယုံမှမကပဲပညာရှိသူတော်ကောင်းပဲဗျာဒီနော်မင်းငါ့ကိုခုတော့ရှုံးမီမို့လားကွလက်မထောင်ပြီးတော့အနိုင်မယူဘူးနှွေးထွေးကျင်နာတဲ့မေတ္တာနဲ့အမြင့်ကောင်းမော်ထက်တောင်တင်ပေးလိုက်သေးခမည်းကပညာရှိသူတော်ကောင်းပဲဟုတ်တယ်ဗျအစကနိုင်ရင်းလို့ပြိုင်တောင်ပြိုင်သေးအပိုင်ကင်ပြီးတော့နင်းတောင်ခြေလိုက်သေးတစ်ဖက်သားရဲ့အားနဲ့ချက်ကိုချသို့သောဟိုလူကစိတ်ကောင်းရှိတယ်ဗျာသူ့ဘာမှပြန်မချဘူးချီးမွမ်းတယ်သူလှုပ်တတ်တာကလေးရိုးရိုးသားသားလှုပ်တော့အားလုံးနှစ်သက်ကြတယ်သူဘာနှစ်သက်သွားတယ်တော်လိုက်တယ်လူကွာအဲ့ဒါအသက်40လောက်ဆိုတာမန်တရှိရှိတက်တဲ့အရွယ်ချနိုင်ခဲမြမန်မာနကိုချပြီးတော့ရိုးရိုးသေးသေးရှ िख ိုးကြော့တယ်ဆိုတာဒီလူသူတော်ကောင်းမှုကြော့နိုင်တာပဲအဲ့ဒီနှစ်ယောက်စလုံးဗျာတော်လိုက်တာကျွန်တော်စရုံသောင်းကိုလေးစားသလိုရှားလိုက်ကိုလည်းချစ်ခင်နေဒီဘိသိက်ပြိုင်မှာဘယ်သူနိုင်တော့နှစ်ယောက်စလုံးနိုင်ဘယ်သူရှုံတော့ဘယ်သူမှမရှုံဘူးဒီနေ့ပြောနေတဲ့ win-win theory ဆိုတာအဲ့ဒါပဲနှစ်ယောက်စလုံးနိုင်တယ်အဲ့ဒါကိုရွာစားစိန်တင်ကဆိုင်ဝင်းတွေကကြည့်ပြီးတော့သဘောကျတာသဘောကျလို့ဘသူအမြန်ကြားလဲကွမကြဘူးဗျာသူ့တောက်တဲ့ကြားဟာဒီကိစ္စတပြည်လုံးကြားအောင်ပြောကျင်လိုက်တာကွာဆိုင်းဆရာကစာရေးတာဗျသူ့ကိုစာရေးဆရာရဲ့နှလုံးသားကနှိုးနေပြီစာရေးဆရာရဲ့စေရနာကနှိုးနေပြီအဲ့ဒါဘဝတည်းကရတယ်စာကောင်းရေးပြီးတော့သဘင်မဂ္ဂဇင်းကိုပို့ချေဦးမျိုးကအက်ဒီတာချုပ်အဲ့ဒီသဘင်မဂ္ဂဇင်းထွက်တော့ကျွန်တော်ကိုပေးကျွန်တော်ကဖတ်ပြီးတော့ဟာဒါလောက်ကောင်းတဲ့ဟာလူတွေမဖတ်မိရင်နားလိုက်မယ်ကွာနောက်တစ်လမှအဲ့ဒါဘဝတည်းကစာဖြစ်တဲ့အကြောင်းအလွန်ကောင်းတဲ့အကြောင်းရေးတော့ဒီစာလေးပို့ပြန့်သွားပါလေစာချစ်သူများကိုပြောချင်ပါတယ်နှိမ်ချပြီဆိုရင်မင်းကြီးမြင့်သွားပါပြီမင်းမာနတကွန်လွင့်ထူနေပြီဆိုရင်မင်းနှိမ်နေပါလိမ့်မယ်အောင်မြင်အောင်ကြိုးစားလိုက်ပါအောင်စိတ်ကိုမွေးပါတကားတို့ခောက်လိုက်ပါခောက်ရင်ပွင့်လိမ့်မယ်ပွင့်သောတကားနဲ့အတူမင်းမှာပါရှိရမလဲစိတ်ကောင်းရှိလိုက်ပါအောင်မြင်ခြင်းဖြင့်ကြိုးစားခြင်းဖြင့်တကားတို့ပွင့်ပါစေအောင်မြင်ကြပါစေစိတ်ကောင်းရှိခြင်းဖြင့်လေဝေးမြို့မှစာချစ်သူများတင့်တယ်ကြပါစေလို့ဆုတောင်းရင်ညီကုန်းချုပ်ပါလေ